ကျူကဒီနေ့မှာဆိုလို့ရှိရင်တန်တန်ပေးရထုတ်တဲ့မရွေးလေးစားပြမှာဖြစ်ပါလေရှင်ဒီဆန်လေးနဲ့ထုတ်လုပ်ထားတာဖြစ်ပြီးတော့အရန်လည်းမချူဘူးเนาะမကျူကတော့မနေ့ဆိုရင်တော့ဒီမရွေးလေးနဲ့ကော်ဖီလေးနဲ့စားနေကြပါဒီကတကူကိုမကျူဆိုင်မှာရောင်းတာကတော့90ပေါ့เนาะဒါပေမဲ့သူကမြန်မာနဲ့ပြည်လို့လည်းရတယ်เนาะဒါကကြတော့နေဆက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကနေပြီးတော့ဘတ်နဲ့ရောင်းတာပေါ့เนาะနေဆက်ဖြစ်တဲ့ဘတ်နဲ့ဝယ်ရတဲ့ခါကျဘတ်နဲ့ရောင်းတာဖြစ်ပါတယ်မြန်မာနဲ့ပြည်လည်းရပါတယ်เนาะအခုဒီဟာဆိုလို့ရှိရင်မြန်မာနဲ့ဆိုလို့ရှိရင်ဘတ်90ဆိုရင်မြန်မာငွေနဲ့ဆိုရင်လည်းဒီတစ်ဖာကို6500ကျပါတယ်သူကပြောမဆိုရင်ငွေဈေးအတက်ကြပေါ်မူတည်ပြီးတော့ဈေးကတော့ပြောင်းလဲရှိရပါတော့ဘတ်ကတော့မပြောင်းဘူးအဲ့တော့တစ်ဖာကိုတွက်ကြည့်လိုက်မှဆိုရင်6500မှာဆိုရင်12ခုဆိုရင်တစ်ခုကို600လောက်ပဲကျပါတယ်စားကြည့်ပါအကြံပေးပါတယ်เนาะဘာလို့ဆိုတော့ဒီထဲမှာအစီအဆန်တွေကလုံးဝကိုရှယ်မိုက်ပါတယ်အရင်လည်းမချိုပါဘူးဒီမှာဆိုလို့ရှိရင်မကျူစားပြမယ်เนาะသူကဒီလိုအထုပ်ကလေးပေါ့เนาะဒီလိုအထုပ်ကလေး12ခုပါတယ်12ခုပါတယ်เนาะဝမ်းကောင်းပါနော်စပစ်ဒီကြောက်လေးဆိုတော့အများကြီးပါတယ်ဒီမရွေးရလောက်ထားဆိုလို့ရှိရင် तू ကနို့အရသာကြီးပါနော်တို့ဒီမှာရေးထားတာနော် mix cream and green flavor အရသာကတော့ तू က၄မျိုးလာတယ်ရှင်အမေဒီနေ့မှသူစားပြတာကတော့ဒီအစစ်အဆန်နဲ့ရအောင်စားပြတာဖြစ်တယ်နော်အဲ့တော့ကောင်းပါဟဲ့မစမ်းကြည့်ကြပါနော်တကယ်တော့မှာယူနေဆိုရင်လည်းမှာလို့ရတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်